နီတွေမြမလလရေးအတွက်တမတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်တကယ်ပဲအသက်နဲ့လဲလို့ဆင်းရဲဒုက္ခခံရကြံစီတဲ့သူရဲ့ကောင်းတဲ့ကိုအောင်ဆန်းနဲ့အာသာနီတွေငါတို့မြမပြည်မိဘတိုင်းငါရဲ့ကိုအောင်ဆန်းလို့သူရဲ့ကောင်းမွေးရမယ်ငါတို့မြမပြည်မိဘပေါင်းတို့ကရဲ့အာသာနီအစိတ်ကိုရှိဖို့မွေးရမယ်အော်ပရင်နောင်နဲ့ရာဇာတရစ်တို့လိုမင်းရဲ့ကြော်စွာပမာပုံဆောင်လောင်းဖရာတို့လူကွယ်မြမတိုင်းမြမမျိုးအားကိုလောက်သေးတဲ့မကြောက်တမ်းမယွတ်နှမ်းမြမတွေအောင်မှန်းစွကြရှာလေတဲ့ရာဇဝင်လုံးပတ်တီလဲရှိရမယ်ဘာမို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆိုင်ရဲ့ရာဇဝင်လုံးပတ်တီလဲရှိရမယ်ဘာမို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆိုင်ရဲ့တိုင်းပြည်ကျိုးစွန်ခဲ့တဲ့မြာစာနီတွေလွတ်လပ်ဖို့တို့များကိုကျွန်းတွင်မှာခဲ့တို့မြမာတွေစိုးမိုးဖို့မျှော်ကြရှာလို့ပေါ်လာတယ်မြန်မာနိုင်ငံထူထောင်ရတဲ့မျိုးရိုးမတရားကျန်းဆောင်လေးနေမျိုးသားကြီးဗမာပြည်လည်း